ဒီနေ့ကတော့ငင်းကနေပြီးတော့ဒီနေ့လုံးမှာပေါ့နော်ဖုန်းကိုမသုံးဘဲနဲ့နေမှာပဲဖြစ်ပါတယ်ဆိုတော့ဘယ်လောက်ရှိနေနိုင်လဲဆိုတော့ challenge လေးလုပ်ပါမယ်ဒီဖုန်းမသုံးဆိုတာကဒီတိုင်း scrolling လုပ်တာကိုပြောတာအဲ့လိုမျိုးလုပ်ဆရာရှိရတွေပြီးတော့ study လုပ်ဆရာရှိရတွေအဲ့ဒါတော့မပါဘူးပေါ့နော်အဲ့လိုမျိုးလေးတော့မှာဖြစ်ပါတယ်ဆိုတော့အဲ့ပြီးတော့ကြည့်ပေးကြပါအောင်အချိန်ကတော့ဒီမှာကြည့်ပါ10နာရီကျော်နေပါပြီဘာလို့လဲဆိုမနေ့ကနိုးလိုက်တာနေပြီးနောက်ကျသွားတယ်ပြီးတော့မရလည်းပြက်နေတော့လှုပ်ရှားမရှိတော့ထိုင်နေတာဖြစ်ပါတယ်ဆိုအခုမှပြောလေးရိုက်ပြတာဆို10နာရီရှိဖြစ်ပါပြီ။မိုးရသည်လည်းရောက်ပြီဆိုတော့မနေ့ခင်းစီစဉ်နေရတယ်ဒီလိုပါပဲအုံမိုင်းနေရပါပြီ။ပြန်နေဆိုစီစီပါလို့လည်းကြည့်ပါဦး။ဘာစီလဲပြောရဲနေရေငါမရလေးဒီလိုတော့ဝေးရမစို့မင်းကိုချစ်ဖို့energy မရှိရော energy အရင်ယူပါတယ်ဒီတော့ဘသူနဲ့မှလည်းစကားပြောပြီးအိမ်ထဲမှာကြည့်ပဲနေရဆိုအတန်ကလေအခုအတန်တွင်းရတော့ထွက်တော့မထွက်ဘူးပြီးတော့ energy လေးယူသွားပြီးဆိုတာနဲ့ထမင်းချက်ရပါတယ်ဒီနေ့ကအခုတော်တော်ကကြတော့ကိုကအိမ်ရှင်းမကြီးဖြုတ်သွားပါပြီပြီးတော့ထမင်းတဲ့စက်သွန်တွေခလီးပါတယ်စက်သွန်လေးပဲဖြစ်နေတဲ့ရုပ်ကိုလည်းကြည့်လိုက်ကြပါအောင်အိမ်ရှင်းမရာသူယူတာတော့လေလီးရဆိုရင်လည်းအကုန်လုံးကြကြလေးလီးလေးရဲ့တိတက်ရတယ်ပြီးတော့ချက်သွန်ဆိုရင်လည်းကောက်ကောက်လေးလီးတက်ရတယ်အင်္ဂါသူရေးရဲ့ကြားရေးလုပ်ပေးတက်ရတယ်အမရှိတော့ကိုကပဲအားလုံးလုပ်ပေးနေရတာပေါ့နော်ဒါကြတော့ငိမ့်ကလီယိုမက်စကီကိုတော့ကြည့်လိုက်ကြပါဦးကဲဒါကတော့ကစုံရွက်လေးနဲ့ရုံးလေးလေးနဲ့ချက်ပေးပါဆိုလို့ဟင်းချိုလေးချက်ပေးရပါပြရတဲ့ငိမ့်အပြင်သွားဖို့တက်လုပ်ပါတယ်ဒါကြတော့ငိမ့်ညီမလေးရဲ့ကျောင်းဝင်ကြီးတွားသွင်းတာပေါ့နော်အဲ့မှာဝင်ကျွေးသွင်းမှုတဲ့လူမရှိတော့လို့ပြင်ခဲ့ရပါတယ်ပြန်နဲ့နင်း volunteer လေးပြီးတော့ certificate လေးထားယူပါတယ်ဒါကြတော့နောက်ကလည်းမေကြီးရပါနောက်တစ်ခါကျတော့ဒီအပြည့်တက်ထွက်ရပါတယ်အဲ့ဒါကြတော့ပန်းတီးတွေလီမိုတီးတွေဝယ်ပေးလို့ပြောတော့ငင်းကနေပြီးတော့ဝယ်ပေးရပေါ့နော်ပန်းတီးရဲ့ဒီကမောက်တီးရဲ့ဝယ်ပေးခဲ့ပါတယ်ပြီးတော့မန်မန်တီးရဲ့လေးဝယ်ခဲ့ပါတယ်လိုအပ်တဲ့ခဲရန်လေးတွေဘောပင်လေးတွေပြီးတော့ correction လေးတွေအစားတပြည့်ပေါ့နော်အဲ့ဒါလေးတွေလည်းတောင်းပေးခဲ့ပါတယ်။အဲ့ဒါနဲ့သုံးစံအတိုင်းဆူရှီလေးပဲစားရတာကြာပြီဆိုတော့ဆူရှီစားမယ်ဆိုပြီးတော့ဆူရှီလေးဝေးစားခဲ့ပါတယ်။ကွီတီယိုကတော့မပါမျိုးပေါ့နော်နေရာတိုင်းကွီတီယိုကကြောင်စားဖို့စားမှဖြစ်တဲ့အရာတွေဖြစ်နေရပါတော့စားလို့တောက်လို့ဝယ်လို့ချင်လို့အကုန်လုံးပြီးပါပြီဆိုရင်အိမ်ထဲမှာကြည့်ပဲအကြောင်းထုတ်ပြီးတော့နေကြပုံစံတွေကနေပြီးတော့နေလေးကြွတက်သွားအောင်လို့ကန်နလန်လေးမှာပေါ့နော်လင်းကြီးရွှေလင်းသွားထိုင်ပါတယ်အဲ့မှာဆိုရင်အလင်းရောင်အသိမရဝင်နေရအလုံးပိတ်ခံတွေပါပဲနေများဆိုအဲ့မှာသွားကြည့်လိုက်တော့ကန်းချီမသွားရဘဲနဲ့ကန်းချီရောက်သွားလို့မျိုးမှုလေးရောရပြီပေါ့နော်ဆိုမစိုးပါဘူးဆိုအိမ်မှာထိုင်ခဲ့ပါရဲ့ဒါကြတော့လှေပြတ်သွားလို့ကြီးလေးဖြစ်သွားတဲ့ခါကျတော့ငင်းတော့လေးပင်လေရှိရဲ့ရွာလေးမှာအဲ့ဒီကန်းချီရှိရဲ့ရွာလေးဘက်မှာနင်းနေလိုမျိုး vibe လေးပေါ့နော်တော်တော်လေးမိုက်ပါရဲ့ထိုင်လိုက်တာတော်တော်လေးကြောက်သွားတယ်ပေါ့နော်အစားကတော့မပြတ်ပါဘူးမတ်ဒီနှစ်ချောင်းမလားမသိဘူးအဲ့ဒါဝယ်ခဲ့တာအခုဒီမှာတစ်တိုင်းလေးခွန်စားလိုက်ပါရဲ့ပြန်နေပင်လေလေးကိုကြည့်ပြီးတော့ညီတို့အင်ကိုပြင်ခဲ့ပါရဲ့ဒီဘုတ်လေးရတော့လောက်ပါပြီအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးပါ